အားလုံးပဲမင်္ဂလာပါကျွန်တော်နေမှာတော့ Mr. Brand Live ဖြစ်ဒီနေ့ကြည့်ပြီးတော့ကျွန်တော်အားလုံးပြန်လာပြီးတော့မှကြိုးဆိုလိုက်ဒီမှာတော့ကျွန်တော် Roblox တွေက Force Scan Game ကိုဆော့ပြသွားမှာဖြစ်ပါတယ်အခုကတော့ပွဲမပြီးသေးတဲ့အတိုင်းကျွန်တော်စောင့်နေရပါတယ်ဒါနဲ့ဒီဗီဒီယိုကတော့ကျွန်တော်တင်ငယ်ချင်းလည်းပါပါတယ်ဟုတ်ပါတယ်ဒါကတော့တော်တော်များတိတ်ပြီးတော့မတိပါဘူးဒါမဲ့လည်းဒီ game ကသူ့ဟာနဲ့ကျွန်တော်အားဆော့ကောင်းတဲ့ game တစ်ခုဖြစ်ပါကျွန်တော်ကတော့ဒီ game ကိုအခုတလောတအားဆော့ပြပါတယ်ဒါမဲ့လည်းတအားကြီးကျန်းတဲ့တော့မဟုတ်သေးပါဘူးကျွန်တော်ပွဲစားမှပြန်ပြပါအားလုံးပဲအခုဆိုရင်တော့ပွဲတော့စပြီပဲဖြစ်ပါတယ်လောက်ဆိုရတယ်โอเคနည်းနည်းလေးတတိထားပြီးတော့နေရဟာဒီရက်ပဲကလူ့ကိုအရင်တက်နေတာလူဟာရှောင်းဝိုင်းကြောင်တဲ့အမျိုးမျိုးစတာကြောင်အဲ့လိုမျိုးစတာကြောင်ဒီဘဲဟာလောကခေလာမှာတော့မမြင်ရတဲ့အစီကိုရောက်နေမှာတော့နိုင်ဖို့ဆို0ပဲကို7ကိုလိုက်နေတာပြီး quest ရောဒါမှမဟုတ်လည်းထိဒီပွဲကတိတ်တယ်3မိနစ်4မိနစ်လောက်ပဲကြာမှာဒီဘဲကကျန်းနေနည်းနည်းကျန်းနေနည်းနည်းမဟုတ်တော်ကျန်းတာနောက်လို့မရတိုက် quest 2 times ကိုကောက်ွယ်2 times ကိုကောက်ွယ် no မတီးစင်းနဲ့ no တီး2 times တီးသွားပြီ quest တိုက် quest no အဲ့ဒီ quest ကိုကဲဟာသွားပြီတစ်ချက်ထိသွားပြီဘာမှလုပ်မရတော့သွားပြီWhat the hell?
ပွဲပြန်စားမှပြန်ပြပါမယ်โอเคအခုကတော့ပွဲလဲစားပါရဲ့ကျွန်တော်ကတော့အေလီယာရဲ့ milestone 1ကိုတုံးထားပါတယ်မေ့သွားတယ်ဟိုစက်တင်တစ်ခုဖွေးလိုက်ရမှာမဖွေးမိဘူးသွားရှောပြီအခုဆိုရင်တော့ခဏကျွန်တော်ရှောရတဲ့ပွဲရဲ့နောက်ဆုံးကြံရက်တူကျွန်တော်တကယ်ချင်းပဲကြံပါတော့နောက်ဆိုကျွန်တော်ဒီကကျွန်တော်တကယ်ချင်းလုံးဝနိုင်သွားတဲ့ဒီပွဲကိုโอเคနောက်ဆိုကျွန်တော်တကယ်ချင်းနိုင်သွားပြီပဲဖြစ်ပါတယ်ပွဲစားမှပြန်ပြပေးပါမယ်โอเคခုဆိုရင်ပွဲစားရပဲဖြစ်ပါတယ်တန်ကောင်းလို့ပဲကျွန်တော်ကေးလာမကြောက်It's no go. It's no go. It's no go. ကျွန်တော်ဘာလဲကြောက်ဒီလောက်ဘာလဲကြောက်ကိုင်လဲဆိုကျွန်တော်ကဟိုဒါဟိုဒီကျွန်တော်ကအီလောက်လို့ပဲခေါ်တယ်တချို့တွေက E လောက်လို့ခေါ်တာကျွန်တော်ဒီ E လောက်ကိုကိုင်ရတဲ့အကြောင်းရင်းကတော့တခြားတွေကိုကိုနေရတဲ့သဘောကျတယ်ဟိုမှာအဝါရောင်လေးပေါ်နေတဲ့သူအားလုံးသွေးရော့နေပါအဲ့ဒါကျွန်တော်ဗီဇာလေးပြစ်ပေးလိုက်ဆိုတော့သွေးပြေသွားပါကျွန်တော်ကတော့ chance ကိုမြင်လေအဲ့ဒါကျွန်တော် chance လို့မထင်ပဲကြော်သွားမိတာ
ကျွန်တော်တကယ်ချင်းနောက်လိုက်ပါကျွန်တော်တကယ်ချင်းနောက်လိုက်ပါတကယ်ချင်းခုန်နေရခင်ဗျာခုန်နေရခင်ဗျာထိပါလားရှင်လက်ထရီတွေးရုံနေတယ်ရှင်လက်ထရီဘယ်နာမှာရှင်လက်ထရီဘယ်တော့အခုပေါ်ပါရှင်လက်ထရီโอเคနောက်ဆုံးတော့နိုင်ခဲ့ပါပြီအားလုံးပဲကျွန်တော်ဗီဒီယိုကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအထူးပဲတင်ရှိပါအားလုံးပဲတတ်တာဘိုင်ဘိုင်